နာယောဂကိုစနစ်တကျကုသမှုမခံယူရင်ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပွားစေနိုင်ပါလဲ။အကယ်၍ acute rhinosinusitis ရေတိုဖြစ်တဲ့ထိတ်ခတ်နာအဆင့်မှာစနစ်တကျကုသမှုမခံယူရင် chronic rhinosinusitis နာတာရှည်ယောဂအဖြစ်သို့ပြောင်းလဲသွားမှာဖြစ်ပါတယ်။အဖြစ်များတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့ဒီ sinus တွေကမျက်လုံးနဲ့နီးတဲ့နေရာမှာရှိတဲ့အတွက်ကြောင့်မို့လို့သူ့စီကယောဂပိုးမွှားတွေကမျက်လုံးစီကိုပြန့်နှံ့ပြီးတော့မှ orbital cellulitis လို့ခေါ်တဲ့မျက်လုံးတစ်ဝိုက်မှာနီရဲပြီးတော့ရောင်ရမ်းနေရာတွေဖြစ်မယ်။ဒါထက်ပိုပြီးဆိုးရတယ်ဆိုရင် orbital abscess လို့ခေါ်တဲ့ပြည်တင်နာတွေဖြစ်မယ်။အချိန်မီကုသမှုမခံယူရင်အမြင်အာရုံချို့တဲ့တာမျက်လုံးကွယ်ရာတွေအထိဖြစ်ပွားတာကိုတွေ့ရှိရပါတယ်။ဒါအပြင် ethmoid sinus ကတဆင့်အုံနောက်တွင်သို့ပိုးဝင်ပြီးတော့အုံနောက်မေးရောင်ခြင်းနဲ့ပြည်တင်နာဖြစ်ခြင်းတွေအပြင်အခြားအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အခြေအနေမျိုးတွေကိုလည်းဖြစ်ပွားစေနိုင်ပါတယ်။နောက်တစ်ခုကတော့ sinus တွေကတဆင့်ယောဂပိုးတွေဟာပတ်ဝန်းကျင်မှာရှိတဲ့အရိုးတွေကိုပြန့်နှံ့ပြီးတော့မှ osteomyelitis လို့ခေါ်တဲ့အရိုးရောင်တဲ့အခြေအနေမျိုးကိုလည်းဖြစ်ပွားစေနိုင်ပါတယ်။